အိန္ဒိယဂျပန်နိုင်ငံတိုကျိုမြို့ရဲ့ရှုပ်ရှက်ခန့်နေတဲ့မနက်ခင်းတစ်ခုမှပဲဖြစ်တယ်။တိုကျိုမြို့ဆိုတော့တိကျတဲ့အတိုင်းမနက်ခင်းအစောပိုင်းမှာမြေရောက်ရတာဘူတာတွေထဲမှာကျောင်းသွားကြတဲ့ခလေးတွေနဲ့အလုပ်သွားကြတဲ့ဝန်ထမ်းတွေကဆိုလို့ရှိရင်ရထားပေါ်မှာတိုးကျိတ်နေကြတယ်။တိုကျိုမြို့ဘူတာရုံတစ်ခုကနေပြီးတော့ရထားထွက်ပြီးလို့တိတ်မကြခင်မှာပဲဒီရထားပေါ်ကလူတွေကဆိုလို့ရှိရင်မျက်စိတွေဆက်လာတယ်။တချို့တွေကလည်းဘိုက်တွေပါအောင်တယ်။တချို့တွေကအသက်ရှူကျက်ပြီးတော့မူးမေလဲတဲ့သူကလဲတယ်။ပြီးတော့ရုံးရစ်ဆန်ခတ်ဖြစ်ပြီးတော့တက်တဲ့သူကတက်ကုန်ကြတယ်။လူတွေအများကြီးရှိတဲ့မြေအောင်ရထားပူတာထဲမှာအဖွဲ့အစည်းတစ်ခုကနေပြီးတော့အယောင်အနက်အစင်ဘာဆိုဘာမှမရှိတဲ့အစိမ့်ငွေတွေလွတ်ပြီးတော့ရွေချက်ရှိရှိနဲ့တိုက်ခိုက်ခဲ့တာပဲဖြစ်တယ်။အဲဒီတိုက်ခိုက်မှုကြောင့်လူ15ဦးသေဆုံးပြီးတော့အယောက်50ကျော်ပြင်းထန်တဲ့ဝေဒနာတွေခံစားရတယ်။လူအယောက်1000ကျော်ကအမြင်အာရုံပြဿနာကိုအချိန်ကာလတစ်ခုထိခံစားခဲ့ရတယ်။ဒီဖြစ်ရပ်ကြီးကတော့1995ခုနှစ်မတ်လ20ရက်နေ့မှာတော့တိုကျိုမြို့ရဲ့မိရထားထဲမှာဖြစ်ခဲ့တာပဲဖြစ်တယ်။ဒီလိုဆိုးရွားလာတဲ့လှုပ်ကြံမှုကြီးကိုဖြစ်ပေါ်စေတဲ့အဖွဲ့အစည်းကကျန်းဖတ်အဖွဲ့အစည်းလည်းမဟုတ်ဘူး။တခြားနိုင်ငံကကိုလိုနီနယ်ကျဲတွေလည်းမဟုတ်ခဲ့ဘူး။ဒီအဖွဲ့အစည်းကဂျပန်နိုင်ငံမှာတရဝင်ဘာသာရေးအဖွဲ့အစည်းတစ်ခုအနေနဲ့မှတ်ပုံတင်ထားတဲ့Om Shinrin-jo ဆိုတဲ့အဖွဲ့အစည်းတစ်ခုပဲဖြစ်တယ်။ဒီအဖွဲ့အစည်းဟာဆိုလို့ရှိရင်ဂျပန်နိုင်ငံရဲ့မိယိုးဖလာဗုဒ္ဓဘာသာကနေစခဲ့တဲ့အဖွဲ့အစည်းတစ်ခုလည်းဖြစ်တယ်။ဒီဖွဲ့စည်းရတဖြည်းဖြည်းနဲ့ပေါ့နော်ကြီးမားကျယ်ပြန့်လာလိုက်တာနောက်ဆုံးမှာတော့နိုင်ငံရေးကိုပါဝင်ရောက်စွတ်ဖက်တဲ့အခြေအနေထိရောက်လာခဲ့တယ်။သူ့ရဲ့ channel မှာဘာသာရေး cult အသင်းတွေရဲ့အကြောင်းတော်တော်များများပြောပြီးပြီပေါ့နော်။ Om Shinrin-jo အသင်းကတော့ဂျပန်နိုင်ငံမှာဘာသာရေးအဖွဲ့အစည်းအသေးလေးတစ်ခုအနေနဲ့အစားပြုပြီးတော့တစားကြီးထွားလာလိုက်တာနိုင်ငံတော်တော်များများအထိလည်းပြန့်နှံ့လာတယ်။သူကနောက်ွယ်မှာပေါ့နော်လက်နက်ခဲယမ်းနေပြီးတော့ဒီလိုမျိုးဓာတ်လက်နက်တွေထုတ်တယ်နိုင်ငံရေးကိုပါဝင်ရောက်စွတ်ဖက်ပြီးတော့ချဲလဲကျင်လာတဲ့အထိကြံဆောင်ခဲ့တဲ့အသင်းတစ်သင်းပဲဖြစ်ပါတယ်ဒီအသင်းဟာဆိုရင်ဂျပန်နိုင်ငံရဲ့အဆိုးရွားဆုံးသမိုင်းတွေကတစ်ခုလည်းဖြစ်တယ်ထူးခြားတာဒီဘာသာရေးအသင်းကိုဦးဆောင်တဲ့ခေါင်းဆောင်ကတခြားနာမည်ဆိုးနဲ့ကြော်ကြားခဲ့တဲ့ခေါင်းဆောင်တွေလိုမျိုးတာမန်လူတယောက်မဟုတ်ဘူးသူဟာဆိုလို့ရှိရင်အမြင်အာရုံ30%ပဲမြင်ရတဲ့အမြင်အာရုံချို့တဲ့သူတယောက်ဖြစ်တယ်ဒါဆိုရင်တော့ဒီလူရဲ့အကြောင်းစပြီးတော့လေ့လာရင်းနဲ့ဒီအသင်းကဘလို့စပြီးတော့ဖြစ်ပေါ်လာတာလဲဘလို့မျိုးကြီးထွားလာခဲ့တာလဲနဲ့ကြံစီကိုပေါ့နော်ဘလို့မျိုးအကောင့်ထဲပေါ်ခဲ့တာလဲဆိုတာကိုစုနဲ့အတူတူလိုက်ပြီးတော့နားထောင်ကြည့်ပါအောင်နော်အားလုံးပဲမင်္ဂလာပါစုရဲ့ Mystery Cat Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ Mystery Cat ရဲ့39ပုံမြောက်ဗီဒီယိုလေးပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာလည်းပြန်တွေ့ရပြီဆိုတော့စုရဲ့အမြဲတမ်းနားထောင်နေတဲ့ပုံမှန်အားပေးနေကြနားဆင်သူတွေအားလုံးကိုကျေးဇူးအများကြီးတင်တယ်လို့ထပ်ပြီးတော့ပြောချင်ပါတယ်တကယ်လို့စုရဲ့ channel လေးတဲ့ကိုအခုမှဝင်လာကြည့်ဘူးတဲ့ကြည့်ရှုသူအသစ်ဆိုလို့ရှိရင်တော့စုရဲ့ Mystery Cat Channel လေးကနေပြီးတော့ဖြစ်ရမှန်မှုကင်းနေတဲ့ Urban Legends တန်နာရီပုံမြင်တွေကိုတင်ဆက်ပေးနေပါတယ်ဒီလိုမျိုးအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင်စုရဲ့ channel လေးကို subscribe လုပ်ပြီးတော့နောက်ထပ်တင်မဲ့ဗီဒီယိုလေးတွေကိုစောင့်ကြည့်ပြီးတော့အားပေးကြပါအောင်နော်ဒါဆိုရင်တော့ဂျပန်နိုင်ငံရဲ့ကြောက်စရာကောင်းတဲ့ Om Shinrin-jo အသင်းအကြောင်းစလိုက်ရအောင်ဒီအသင်းကြောင်းပြောဖို့အတွက်ဆိုလို့ရှိရင်ဒီအသင်းကိုစပြီးတော့တည်ထောင်ခဲ့တဲ့သူတို့ရဲ့ခေါင်းဆောင်အကြောင်းစပြောမှရပါလိမ့်မယ်။လူရဲ့နာမည်ကရှီဇူအိုမာဆူမိုတိုသူ့ကို1955ခုနှစ်မတ်လ2ရက်နေ့မှာဂျပန်နိုင်ငံကူမာမိုတိုမြို့မှာမွေးဖွားခဲ့တာပဲဖြစ်တယ်။မာဆူမိုတိုမှာကမွေးချင်း9ယောက်တောင်ရှိတယ်။သူ့ဖေကတာတာမီလို့ခေါ်တဲ့ဂျပန်ဖြာအပျော့လေးတွေကိုရက်လုပ်တဲ့လက်မှုပညာသမားတစ်ယောက်ဖြစ်တယ်။အဲ့ဒါကြောင့်မလို့သူတို့မိသားစုလေးရဆိုလို့ရှင်စင်ရဲချို့တဲ့တယ်အဲ့ဒီကြားထဲမှာမာဇူမိုတိုကသူ့ရဲ့ဘယ်ဘက်တစ်ချက်ကလုံးဝမမြင်ရပဲကွဲနေတယ်ညာဘက်ကတော့အမြင်အာရုံက30%ပဲရှိတယ်သူတို့မိသားစုလေးရဆိုရင်ဒီလိုမျိုးစင်းရဲနှွမ်းပါတဲ့ဂျားရဲမှာမတန်ဆွမ်းကလေးရပါလာတော့ပို့ပြီးတော့မှရုန်းကန်ရသေးတယ်မာဆူမိုတိုတို့မိသားစုမှာမျက်မမြင်2ယောက်တောင်ရှိတာမာဆူမိုတိုရဲ့အကွာလုံးဝအောင်မျက်စိမမြင်ဘူးအဲ့ဒါကြောင့်သူတို့ရဲ့အိမ်လေးကအရန်ကိုခက်ခဲဆင်းရဲတဲ့အခြေအနေမှာရှိတယ်ဒီနေ့တော့မာဆူမိုတိုရဲ့အမေကအစိုးရကနေပြီးတော့မျက်မမြင်ကလေးတွေတက်လှုပ်ပေးထားတဲ့ပညာရေးအစီအစဉ်ကိုသိသွားတယ်အဲ့ဒါနဲ့မာဆူမိုတိုကိုကူမာမိုတိုမြို့ပေါ်မှာရှိရဲ့ဒီမျက်မမြင်ကျောင်းမှာတွားပြီးတော့ကျောင်းအိတ်ကျောင်းစားဘော်ရာအနေနဲ့ထားခဲ့တယ်ဒီကျောင်းကအစိုးရရဲ့အထောက်ပံ့နဲ့ဆိုတော့နေရာထိုင်ခင်းရောပညာသင်ကြားရေးအတွက်အစအရာအကုန်လုံးအခမဲ့ရတယ်အဲ့ဒါကြောင့်မလို့မာဆူမိုတိုရဲ့မိသားစုက PR နည်းနည်းလျော့သွားခဲ့တယ်ဒါပေမဲ့တစ်ဖက်မှာလည်းမာဆူမိုတိုကငငယ်လေးတွေကကျောင်းအိတ်ကျောင်းစားအနေနဲ့တွားနေခဲ့ရတာဖြစ်တဲ့အတွက်မိဘတွေညီကိုမောင်နှမတွေနဲ့ဝေးမှာနေခဲ့ရတဲ့အတွက်သူ့မှာမိသားစုနဲ့ပတ်သက်ပြီးတော့စိတ်ခံစားချက်တွေလည်းရှိနေနိုင်တယ်မာဆူမိုတိုကဒီမျက်မမြင်ကျောင်းမှာတော့သူဟာထူးခြားတဲ့ကလေးတစ်ယောက်ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီမျက်မမြင်ကျောင်းမှာရှိတဲ့ကလေးတွေကမျက်စိအလုံးစုံမမြင်ရတာမာဆူမိုတိုက
မျက်စိအမြင်အာရုံ30ရာခိုင်နှုန်းရနေသေးတဲ့အတွက်ဒီကလေးတွေကသူ့နောင်ဝိုင်းကတ်ကြတယ်ကော်ဖီဆိုင်တို့မုန့်ဆိုင်တို့သွားတဲ့အခါမှာသူ့အကူညီနဲ့သွားကြတယ်ပြီးတော့စာတင်နေတဲ့အချိန်ကြာလို့ရှိရင်လေသူကပေါ့နော်အနှင်းငယ်မြင်ရတဲ့အတွက်သူ့စီကိုစာလာမေးတဲ့သူတွေအကူညီတောင်းတဲ့သူတွေနဲ့ဝိုင်းဝိုင်းလဲနေတယ်အဲ့ဒါကြောင့်မလို့မာဇူမိုတိုဟာဆိုရင်ဒီเจ้าမှာတော့အများထက်သားတဲ့သူတခြားသူတွေထက်ပိုတော်တဲ့သူဆိုပြီးတော့သူ့ကိုယ်သူအထင်ကြီးခဲ့တယ်သူ့ကိုအကောင်လုံးကဝိုင်းပြီးတော့အားကိုးကြတဲ့အတွက်သူကနိုင်ထက်စီးနှင်းလှုပ်ချင်တယ်အနိုင်ကျင့်ချင်တယ်မာဇူမိုတိုကဒီเจ้าမှာဖြစ်ချင်တဲ့ဆန္ဒတစ်ခုရှိတယ်အဲ့ဒါကចောင်းသားသမဂရဲ့ဥက္ကဋ္ဌဒါပေမဲ့လို့သူကဒီမူလာရန်ကနေပြီးတော့ပေါ့နော်အထက်တန်းထိရွေးကောက်ပွဲတွေတောက်လျှောက်ဝင်ပြိုင်နေသူဟာတစ်ခါဆိုတစ်ခါမှចောင်းသားသမဂဥက္ကဋ္ဌအဖြစ်ကိုရွေးချယ်ခြင်းမခံအောင်အမြဲတမ်းရှုံးနိမ့်နေခဲ့တယ်ဘာဖြစ်လို့လဲဆိုပြီးတော့ပေါ့နော်သူကចောင်းသားတွေကိုမေးတယ်မင်းတို့ကငါ့ကိုကြတော့အားကိုးတယ်ဘာဖြစ်လို့ငါ့ကိုကြမဲမထဲ့ကြတာလဲဆိုပြီးတော့မေးတဲ့အခါမင်းကအားကိုးရတယ်ပြီးတော့လူတွေကိုလည်းစိတ်ပူပေးတယ်အဲ့ဒါတော့ဟုတ်တယ်ဒါပေမဲ့မင်းကဒေါသကြီးပြီးတော့အနိုင်ကျင့်တယ်အဲ့ဒါကြောင့်မလို့မင်းကိုလူတိုင်းကကြောက်ကြလို့မင်းမဲရှုံးနေတာဆိုပြီးတော့သူနဲ့အနီးကပ်နေတဲ့ចောင်းသားတယောက်ကပြန်ပြောပြခဲ့တယ်ဒီလိုမျိုးရွေးကောက်ပွဲတွေရှုံးပြီးတော့ညှင်းပယ်ခံရတာတွေကြောင့်သူကသူ့ရဲ့မာနာကိုထိခိုက်တယ်လို့ခံစားလာရတယ်အတ္တလည်းပိုကြီးလာခဲ့တယ်မျက်မမြင်ကျောင်းမှာသင်ပေးတဲ့တိုင်းရင်းစေကူပညာအဆိုင်ပညာနဲ့နှိမ့်နေတဲ့ပညာတွေပြီးတော့ဒီစေဘက်ဝင်အပင်အနေနဲ့ပေါ့နော်တိုင်းရင်းစေတွေဖော်ဆက်တဲ့ပညာတွေကိုသူကတက်မြောက်ခဲ့တယ်ဆရာတယောက်ကဆိုလို့ရှိရင်မာဇူမိုတိုသူကအရန်လောဘကြီးရဲ့သူဆိုပြီးတော့ပြောခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့မာဇူမိုတိုကတနေ့ကျရင်ငါချမ်းသာရမယ်ပတ်စံတွေအများကြီးရှာရမယ်ဆိုပြီးတော့ပဲအမြဲတမ်းပြောနေခဲ့တယ်။မာဇူမိုတိုကငယ်ငယ်လေးတည်းကငွေရှာဖို့နဲ့အောင်မြင်မှုကိုဆွဲလန်းနေတဲ့သူတယောက်ဖြစ်တယ်။1985ခုနှစ်သူအထက်တန်းပြီးသွားတဲ့အချိန်မှာဆိုရင်တော့ဒီမျက်မမြင်ကျောင်းကသင်ပေးလိုက်တဲ့ပညာရပ်တွေကိုတော်တော်လေးသိသွားပြီ။ဒါပေမဲ့မာဇူမိုတိုကသူကတက္ကသိုလ်စတက်ချင်တယ်။သူကကာမာမိုတို University ကိုဝင်ဖို့ကြိုးစားတယ်။ဒါပေမဲ့လည်းမအောင်မြင်ခဲ့ဘူး။1989နှစ်သူအသက်22နှစ်မှာဆိုလို့ရှိရင်တိုကျိုကိုပြောင်းသွားပြီးတော့ဂျပန်နိုင်ငံရဲ့အကောင်းဆုံး University ဖြစ်တဲ့ University of Tokyo ကိုလည်းဝင်ဖို့ထပ်ပြီးတော့ကြိုးစားတယ်။အဲဒီအခါမှာလည်းဝင်ခွင့်ရထပ်ပြီးတော့မအောင်ခဲ့ပြန်ဘူး။ဒီလိုနဲ့မာဇူမိုတိုကသူ့ရဲ့အိမ်မက်တွေကိုရိုက်ချိုးခံလိုက်ရတယ်လို့ခံစားလိုက်ရတယ်။ဒီအရှုံးတွေကိုသူကလက်မခံနိုင်မဲနဲ့သူ့ရဲ့အတ္တတွေကတစားတစားနဲ့ကြီးထွားလာခဲ့တယ်။သူကငငယ်တုန်းကလိုပဲငွေကြေးနဲ့အောင်မြင်မှုကိုအရန်လိုချင်တဲ့သူဒီလိုကြာရှုံးမှုတွေကသူ့ရဲ့မာနအောင်မထီမဲ့မြင်ပြုတ်နေသလိုခံစားရတယ်။နောက်ပိုင်းမှာတော့သူကမျက်မမြင်ကြောင်းကနေသင်ကြားခဲ့တဲ့အစိုက်ကူထုံနဲ့ဒီတိုင်းရင်းစေးဆက်တဲ့ပေါ့နော်ပညာနဲ့ပဲအသက်မွေးဝမ်းကြောင်းပြုခဲ့တယ်1988မှာတိုမိုကိုအီရှီဆိုတဲ့မိန်းကလေးတယောက်နဲ့လက်ထပ်ခဲ့တယ်။သူမကတော့ကောလိပ်ကျောင်းသူလေးတယောက်ဖြစ်တဲ့မာဇူမိုတိုနဲ့ယူပြီးတဲ့နောက်ပိုင်းမှာသူ့နာမည်ကိုတိုမိုကိုမာဇူမိုတိုဆိုပြီးတော့ပြောင်းလိုက်တယ်။သူတို့နှစ်ယောက်ကတိုချိုမြို့နာချီပါဆိုတဲ့နေရာမှာအစိုက်ကူထုံနဲ့တိုင်းစေးကန်းလေးဖွင့်ပြီးတော့နေထိုင်ခဲ့ကြတယ်။အဲ့လိုနဲ့သူတို့နှစ်ယောက်မှာသားသမီးတွေအများကြီးထွန်းကားခဲ့တယ်။လေးလာကြည့်ရသလောက်အရေးအတွက်အတိအကျတော့မသိရဘူး။တယောက်တစ်မျိုးစီဖြစ်နေလို့အနည်းဆုံး6ယောက်ကနေပြီးတော့အများဆုံး12ယောက်လောက်ထိရှိတယ်။တိုမိုကိုဆိုရင်မာဇူမိုတိုလုပ်သမျှကိုအမြဲတမ်း supportive ဖြစ်နဲ့နေထိုင်ခဲ့တယ်။ဒါပေမဲ့မာဇူမိုတိုကဒီအလုပ်တွေကိုလုပ်တဲ့အခါမှာလဲသူ့ရဲ့လောဘစိတ်ကြောင့်ပေါ့နော်။ဥပဒေကန့်သတ်ချက်တွေကိုကျော်လွန်ပြီးတော့လုပ်ကိုင်ခဲ့တယ်။အဲ့ဒါကြောင့်မလို့1982ခုနှစ်မှာဆိုလို့ရှိရင်အဖမ်းခံလိုက်ရတယ်။ဘာဖြစ်လို့လဲဆိုတော့သူကဒီတိုင်းစေးကန်းကိုလိုင်စင်မရှိဘဲနဲ့ဖွင့်ထားတယ်။စေးတွေဖော်ဆက်ပြီးတော့မှတ်ပုံမတင်ဘဲနဲ့လည်းရောင်းချနေခဲ့တယ်။အဲ့ဒါကြောင့်မလို့မာဇူမိုတိုဟာဆိုလို့ရှိရင်အသက်28နှစ်မှာအစိုးရရဲ့ထိန်းသိမ်းခြင်းကိုခံခဲ့ရတယ်။သူတို့လုပ်ငန်းထိခိုက်သွားတဲ့အချိန်မှာတော့မာဇူမိုတိုမိသားစုကအခြေအနေဆိုးဝါးခဲ့တယ်။မာဇူမိုတိုကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့အရန်ကိုထိခိုက်ခံစားရတယ်။ဒီကိစ္စကြောင့်သူကလူသိရှင်ကြားအရှက်ရခဲ့တယ်လို့ဖြစ်သွားတယ်။မာဇူမိုတိုကဒီအမှုတွေနဲ့အချုပ်ထဲမှာရက်ပေါင်း20လောက်နေခဲ့ရတယ်။ပြီးတော့ဒေါ်လာ800တန်ကြေးရှိရဲပေါ့နော်ဒီရန်ကိုတန်ငွေဆောင်ပြီးတော့အချုပ်ထဲကနေပြန်လွတ်လာတယ်အဲ့ဒါကြောင့်မာဇူမိုတိုကဂျပန်အစိုးရနဲ့မီဒီယာသတင်းဌာနတွေအပေါ်မှာမကောင်းမြင်စိတ်ဖြစ်သွားခဲ့တယ်မာဇူမိုတိုကဒီကိစ္စနဲ့ပတ်သက်ပြီးတော့သူ့စိတ်ထဲမှာပေါ့နော်ဒါသူ့ကိုအစိုးရမတရားလုပ်တာသူတို့မတရားခံရတာပါဆိုပြီးတော့စိတ်ထဲမှာမှတ်ထားခဲ့တယ်။နောက်ပိုင်းဘာသာရေးခေါင်းဆောင်ဖြစ်လာတဲ့အထိလဲဒီကိစ္စအကြောင်းပြောလို့ရှိရင်အစိုးရကသူ့ကိုမတရားလုပ်တာဆိုပြီးတော့ပဲဖော်ညွှန်းခဲ့တယ်။သူ့ရဲ့စီးပွားရေးထိခိုက်သွားပြီးတဲ့အခါမှာတော့မာဇူမိုတိုက spiritual နဲ့ဝိဇ္ဇာနည်းတွေကိုစပြီးတော့လေ့လာတယ်။မာဇူမိုတိုက spiritual စာအုပ်တွေဘာသာရေးစာအုပ်တွေနဲ့ယောဂပညာရပ်တွေလုံးဝနစ်မြုပ်သွားခဲ့တယ်
သူ့ရဲ့ရည်ရွယ်ချက်ကအောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်မဟုတ်တော့ဘဲနဲ့ဂုရုတစ်ယောက်ဖြစ်ဖို့လမ်းစာပြောင်းလာခဲ့တယ်။ဂုရုတစ်ယောက်ဖြစ်ပြီးတဲ့နောက်မှာတော့သူ့ရဲ့ရည်ရွယ်ချက်တွေကပိုပြီးတော့မှကြီးမားလာခဲ့သေးတယ်။မာဇူမိုတိုကအရှေ့တိုင်းအတွေးခေါ်ပညာရပ်တွေကိုစတင်ပြီးတော့လေ့လာခဲ့တယ်။အထူးသဖြင့်ဟင်ဒူရဇမ်နဲ့ဗုဒ္ဓဇမ်ပေါင်းစပ်ထားတဲ့ပညာရပ်တွေဖြစ်တယ်။1980နဲ့1984ခုနှစ်အတွင်းမှာမာဇူမိုတိုကအာကူရှိုးဆိုတဲ့ဘာသာရေးအသင်းဖွဲ့တွေကိုဝင်ရောက်ခဲ့တယ်။ဒီဝင်ရောက်နေတဲ့အချိန်တွေမှာမာဇူမိုတိုကဆိုရင်ဒီလိုမျိုးဘာသာရေးအသင်းအဖွဲ့တစ်ခုကဘယ်လိုမျိုးလဲပတ်နေလဲဆိုတဲ့ဟာကိုလေ့လာနေခဲ့တယ်။1984ခုနှစ်မှာတော့မာဇူမိုတိုကအိန္ဒိယနဲ့ဟိမဝန္တာတောင်တန်းတွေရှိကို spiritual ဖျားဖို့ခရီးစဉ်အနေနဲ့ထွက်ခဲ့တယ်။နောက်ပိုင်းသူလုံးမဲ့ဘာသာရေးကလပ်အသင်းအရာကြီးထွားလာတဲ့အခါမှာဆိုရင်တော့သူကဒီဟိမဝန္တာခရီးစဉ်မှာညံအလင်းပွင့်ခဲ့တယ်ဆိုပြီးတော့သူ့ရဲ့ဟောပြောပွဲတွေမှာထည့်ပြီးတော့ပြောပြခဲ့တယ်။သူကအဲ့ဒီခရီးစဉ်အတွင်းမှာဒလိုင်းလာမစီကနေပြီးတော့လျှို့ဝှက်ပညာရပ်တွေကိုလက်ခံသင်ကြားခဲ့ရတယ်လို့ပြောတယ်။အဲ့ဒါကလည်းဟုတ်ချင်မှဟုတ်မှဒလိုင်းလာမကလည်းတွေ့ရုံပဲတွေ့ခဲ့တာကိုသူကပို့ပြီးတော့ပေါ့နော်ပြောခဲ့တယ်ပြီးတော့ဒီဒလိုင်းလာမရှိရာပညာရပ်တွေကြောင့်ညံအလင်းပွင့်ခဲ့ပါတယ်ဆိုပြီးတော့အဲ့လိုမျိုးတွေရှောက်ပြောနေခဲ့တာလည်းဖြစ်နိုင်တယ်။ဒီအတောအတွင်းမှာမာဇူမိုတိုကဘာသာရပ်တွေအားလုံးကိုအစုံတုပ်ပြီးတော့လေ့လာနေခဲ့တယ်။သူလေ့လာနေခဲ့တဲ့ဘာသာရပ်တွေကတိဘက်တန်ဗုဒ္ဓဇင်ဟိန္ဒူရဇမ်တာအိုဘာသာရပ်နဲ့အနောက်တိုင်းမော်ပညာရပ်တွေလည်းပါဝင်တယ်ပြီးတော့တမန်ကျမ်းစာတွေကရှင်သန်ထမြောက်ခြင်းအကြောင်းအရာတွေကိုလည်းမှတ်သားနေခဲ့တယ်ပြောရမယ်ဆိုရင် तू ကဘာသာရပ်တွေအားလုံးလိုက်လေ့လာနေပြီးတော့သူလိုချင်တဲ့အပိုင်းတွေကိုပဲဆွဲထုတ်ပြီးတော့ရောသမမွေဖို့စ조사နေခဲ့တာပေါ့နော်ဒီလိုမျိုးလေ့လာပြီးတဲ့နောက်မှာမာဇူမိုတိုကဆိုရင်1984မှာသူလေ့လာထားတဲ့ပညာရပ်တွေကိုလက်တွေ့အသုံးချဖို့ခြေလှမ်းစတင်ခဲ့တယ်။သူကယောဂသင်တန်းလေးတစ်ခုကိုအရင်စဖွင့်တယ်။အဲ့မှာနောက်လိုက်တွေရပြီးတော့အုံရှင်နိုကိုင်ဆိုတဲ့အဖွဲ့အစည်းလေးတစ်ခုကိုစပြီးတော့တည်ထောင်ခဲ့တယ်။ဒီအဖွဲ့အစည်းလေးကိုတော့သူ့ရဲ့ရှိပူယာမှာရှိတဲ့တိုက်ခန်းလေးထဲမှာပဲစခဲ့တာဖြစ်တယ်။မာဇူမိုတိုကယောဂသင်တန်းကနေတဆင့်သူ့ရဲ့နောက်လိုက်တွေကိုအုံပညာရပ်တွေကိုအထက်တဝင်သင်ကြားပေးနေခဲ့တယ်။ဒီပညာရပ်ကနေပြီးတော့ဝိညာဉ်ရဲ့တန့်စင်မှုကိုရမယ်နောက်ဆုံးကဲတင်ချင်းခံရမယ်ဆိုပြီးတော့ပြောပြနေခဲ့တယ်။ဒီလိုနဲ့မာဇူမိုတိုရဲ့အဖွဲ့ကနောက်ထပ်အသင်းဝင်တွေကိုစုဆောင်းမှုအတွက်လက်ကမ်းဆောင်တွေရိုက်ပြီးတော့လိုက်ဝေခဲ့တယ်။အသင်းရဲ့မဂ္ဂဇင်းဝင်အောင်မှပဲစတင်ပြီးတော့ထုတ်ဝေလာခဲ့တယ်။မာဇူမိုတိုရဲ့နောက်လိုက်အသစ်တွေကိုစုဆောင်းတဲ့နီလန်ကအရင်ဘာသာရေးကောင်းဆောင်တွေလို့မဟုတ်ပဲသူကပညာတတ်အတိုင်းဝိုင်းကိုတာဂတ်ထားပြီးတော့စုဆောင်းတယ်။မာဇူမိုတိုရဲ့အဖွဲ့က Engineering College တွေသိပ္ပံပညာ College တွေကိုတွားပြီးတော့လက်ကမ်းစာဆောင်တွေဝင်ငှပြီးတော့ဒီလိုလူငယ်တွေကိုစုဆောင်းခဲ့တာပဲဖြစ်တယ်။သူတို့တွေကအစာပိုင်းမှာယောဂအတွက်အခမဲ့သင်တန်းတွေပေးပြီးတော့လူတွေရောက်လာအောင်အရင်ဆွဲတယ်။လူတွေယုံကြည်လာအောင်လို့ယောဂပညာရပ်ကိုသင်ကြားပေးနေရတဲ့ improvement တွေ healing တွေပို့ပြီးတော့တိုးတက်လာအောင်လုပ်ပေးမယ်ဆိုပြီးတော့ကတိပေးစီရင်ခဲ့တယ်။အော်အသင်းကြီးကလူငယ်တွေအများကြီးပါဝင်လာအောင်လို့ပေါ့ကာချာကိုအသုံးချခဲ့တယ်။သူတို့တွေက anime တွေ manga တွေထုတ်ဝေပြီးတော့လည်းလူငယ်တွေကိုဆွဲဆောင်ခဲ့တယ်။အုံမြဲအဖွဲ့ဝင်တွေကဆိုရင်နိုင်ငံရေးရုံးနေတဲ့အထိချင်းကပ်တာတွေပြုလုပ်ခဲ့တယ်။အဲ့လိုနဲ့1989ခုနှစ်မှာဆိုရင်အုံဟာဂျပန်နိုင်ငံရဲ့ဘာသာရေးအသင်းအဖွဲ့တစ်ခုအနေနဲ့တရားဝင်အသိအမှတ်ပြုခြင်းကိုခံခဲ့ရတယ်။ဂျပန်မှာဘာသာရေးအသင်းအဖွဲ့တစ်ခုကဒီလိုတရားဝင်ဖြစ်သွားပြီဆိုရင်အခွန်ကွင်းလွတ်ခွင့်ရတယ်။သူတို့တွေကအစိုးရရဲ့စောင့်ကြည့်တာတွေစစ်ဆေးတာတွေကိုလည်းမခံရတော့ဘူး။အဲ့ဒါကြောင့်မလို့အုံကအာနာပိုင်တွေရဲ့ဝင်ရောက်ဆုတ်ပတ်ပိုင်ခွင့်မရှိတော့တဲ့ဘာသာရေးအသင်းအဖွဲ့တစ်ခုဖြစ်လာခဲ့တယ်။ဒီလိုမျိုးခံစား권တွေကိုရပြီးတဲ့အခါမှာဆိုရင်တော့အဖွဲ့အစည်းကချက်ချင်းကိုပြောင်းလဲသွားခဲ့တယ်။အဖွဲ့ကပိုချမ်းသာလာတယ်။ကြောင်းရုံမှုမရှိတော့ဘဲနဲ့ပို့ပြီးတော့လျှို့ဝှက်လာခဲ့တယ်။တရားဝင်ဘာသာရေးအဖွဲ့အနေနဲ့အတိမတ်ပြုခံရတဲ့အချိန်မှာတော့အုံရဲ့ပိုင်ဆိုင်မှုကရန်430တန်းပဲရှိသေးတယ်။1995ခုနှစ်ရောက်တဲ့အချိန်မှာတော့ပိုင်ဆိုင်မှုကရန်ပေါင်းတန်း100ကျော်အထိရှိသွားတယ်။ဒါဆိုရင်အမေရိကန်ဒေါ်လာ1ဘီလီယံနဲ့ညီမျှတဲ့ပိုင်ဆိုင်မှုတွေပဲဖြစ်တယ်။1984တုန်းကအုံရဲ့အသင်းဝင်ရေတွက်က1000ကျော်ပဲရှိသေးပေမဲ့1995ရောက်တဲ့အချိန်မှာသူတို့တွေကကဘာတဝန်းလုံးကိုချဲ့လာခဲ့တယ်။အဲဒီနောက်17နှစ်အတွင်းမှာအသင်းသားရေတွက်က9000ကျော်ထိဖြစ်လာခဲ့တယ်။လူဦးရေများပြားလာတာနဲ့အမျှခေါင်းဆောင်ဖြစ်တဲ့မာဇူမိုတိုရဲ့အာဏာကလည်းပိုပြီးတော့ကြီးမားလာခဲ့တယ်။သူကတိဘက်ဗုဒ္ဓဘာသာရဲ့သဘောတရားတွေကိုလွဲမှားပြီးတော့အသုံးပြုလာတယ်။သူပြောတာကကံမကောင်းတဲ့တတ္တဝါတစ်ကောင်တတ်ပေးလိုက်တာကဒီတတ္တဝါအတွက်ပိုကောင်းတဲ့အရာဖြစ်တယ်လို့ဆိုတယ်။အဲ့ဒါကြောင့်ပဲတက်ဖြတ်ခြင်းကတောင်းဝင်တစ်ခုလိုတောင်မှဖြစ်လာခဲ့တယ်။အသင်းထဲမှာလည်းယာရုအစင်းစင်းနေထားပေးတယ်။ဌာနဆိုင်ရာနဲ့ဝင်ကြီးချုပ်ယာရုတွေတောင်မှပဲခန့်အပ်ထားသေးတယ်။သူတို့အသင်းထဲမှာ Minister of Science and Technology
Minister of Health နဲ့ Minister of Intelligence ဆိုပြီးတော့ဒီလိုဝင်ကြီးဌာနယာရုတွေပေးထားတယ်။အဖွဲ့ထဲမှာတော့မာဇူမိုတိုကိုအစာဟာရလို့ခေါ်ကြတယ်။ဒါကိုကြည့်ချင်းဖြင့်အစာဟာရကသူ့ရဲ့အဖွဲ့အစည်းကိုဘာသာရေးအသင်းအဖွဲ့တစ်ခုထပ်မကပဲအစိုးရအဖွဲ့အစည်းအနေနဲ့ပြင်ဆင်နေခဲ့တာပဲဖြစ်တယ်။ဒါကိုကြည့်ချင်းအပြင်အစာဟာရကတခြားနာမည်ဆိုနဲ့ကြော်ကြတဲ့ဘာသာရေးခေါင်းဆောင်တွေဖြစ်ကြတဲ့ Jim Jones တို့ Manson Family တို့ Anne Hake ခေါင်းဆောင်တွေလိုမိမအများကြီးမယူလိမ်မှုကိစ္စတွေကိုဆွဲလန်းခုံမိခြင်းမရှိဘူး။သူကကြတော့အာဏာနဲ့အောင်မြင်မှုကိုပို့ပြီးတော့မှတ်မောတဲ့ခေါင်းဆောင်တစ်ယောက်ပဲဖြစ်တယ်။သူတို့ရဲ့အဖွဲ့ထဲမှာယာရုတွေအစဉ်စဉ်ပေးထားပြီးတော့သူ့ရဲ့နောက်လိုက်အများစုဟာဆိုရင်တော့ရဟန်းငယ်ယာရုနဲ့ရှိနေခဲ့တယ်။အစာဟာရကဒီလူတွေကိုကြတော့ပိုင်ဆိုင်မှုတွေကိုစွန့်လွတ်ပြီးတော့အတားနဲ့လွတ်လပ်မှုကိုထိန်းချုပ်ဖို့ဟောပြောခဲ့တယ်။အလောက်ကိုင်းနေမိသားစုတွေပိုင်ဆိုင်မှုအလုံးစွန့်လွတ်ပြီးတော့မှအောင်ဖွဲ့စည်းထဲမှာပဲကျင့်ကြံဖို့တွန်းအားပေးခဲ့တယ်။အဖွဲ့အစည်းဟာထိန်းချုပ်ကန့်သတ်မှုတွေများလာတယ်။အဖွဲ့ဝင်ဟောင်းတွေကအဖွဲ့ဝင်တင်တွေကိုစောင့်ကြည့်ရတယ်။တကယ်လို့တန်တရားရှိရဆိုရင်အထက်ကို report လုပ်ပြီးတော့တင်ပြရတယ်။အပြင်ပန်းကနေကြည့်ရင်တော့အဖွဲ့အစည်းဟာယောဂတွေ spiritual ဘာသာရပ်တွေကိုသင်ကြားနေပေမဲ့လို့အတွင်းထဲမှာတော့အစာဟာရနဲ့သူအထူးဖွဲ့ပေးထားတဲ့သူ့ရဲ့အဓိကကြတဲ့အဖွဲ့အားဆိုရင်အနည်းများတဲ့အစီအစဉ်တွေကိုအကောင့်ထဲပေါ်နေခဲ့တယ်။နောက်ပိုင်းမှာတော့အစာဟာရကသူ့ရဲ့ master plan တွေကိုအကောင့်ထဲပေါ်နေပြီဖြစ်တဲ့အတွက်ဒီအဖွဲ့ဝင်အသစ်တွေနဲ့တေချာထိတွေ့ဆက်ဆံမှုမလုပ်တော့ဘူး။သူအားဆိုရင်ဒီဗီဒီယိုတွေဖွင့်ပြတာပြီးတော့အတန်ချက်ဆက်တွေကနေတရားဟောတာတွေပဲပြုလုပ်ပေးခဲ့တော့တယ်။ဒီလိုအရာမျိုးကိုလည်း John Stout ကဂျင်ဂျုံကလည်းလုပ်ခဲ့သေးတယ်မှတ်မိလား1992ရောက်တဲ့အခါမှာတော့ M. Shirinjo အဖွဲ့ကအရန်ကိုထိချုပ်ကတ်သက်မှုတွေများတဲ့ဘာသာရေးအသင်းအဖွဲ့တစ်ခုအနေနဲ့ဖြစ်လာတယ်။အသင်းရဲ့အတွင်းထဲမှာလည်းမကဘူးအပြင်မှာပါသူတို့ရဲ့အဖွဲ့အစည်းကိုဘသူတွေကစောင့်ကြည့်နေလဲဆိုတာသူတို့တွေကစပိုင်နေထားရှိခဲ့တယ်။1989ခုနှစ်မှာတော့သူတို့အဖွဲ့ကိုစန့်ကျင်ပြီးတော့ဒီတရားရုံးမှာပေါ့နော်စစ်ဆေးမှုတွေပြုလုပ်ဖို့တရားရုံးမှာအဆိုတင်သွင်းမဲ့ရှေ့နေတယောက်ကိုလည်းဒီဖွဲ့ကနေပြီးတော့လှုပ်ကြံတက်ဖြတ်ခဲ့တယ်။အဲ့မတိုင်ခင်မှာဒီရှေ့နေကဂျပန်အစီအစဉ်တစ်ခုမှအင်တာဗျူးသွားလုပ်ခဲ့တယ်။ဒီအင်တာဗျူးကိုရုပ်သံလိုင်းမှာပေါ့နော်မလွင့်ရသင်ခင်မှာဒီအင်တာဗျူးတွေကသူတို့ရဲ့စပိုင်တယောက်ကနေပြီးတော့အသင်းကိုအကြောင်းကြားလိုက်တယ်။အဲ့ဒါအကြောင်းမလို့ဒီအင်တာဗျူးတိတ်ခွေရရင်ပေါ့နော်ရုပ်သံလိုင်းပေါ်မတင်ရသေးခင်ပေါက်ကြားသွားခဲ့တာကြောင့်ဒီလိုမျိုးရှေ့နေကိုလှုပ်ကြံလိုက်တယ်။ရှေ့နေရဲ့သုံးသက်ချက်တွေနဲ့သတင်းစကားတွေကတော့ရုပ်သံလိုင်းပေါ်ရောက်မသွားဘဲနဲ့ဒီအင်တာဗျူးတိတ်ခွေရဆိုလို့ရှိရင်လည်းအစပြောက်သွားခဲ့တယ်။အဲ့ဒီတပ်ဖြတ်မှုကို1989ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာအကောင့်ထဲပေါ်ခဲ့တာပဲဖြစ်တယ်။အဖွဲ့ရဲ့စီနီယာအသင်းသားတယောက်ကဒီရှင်းနေတဲ့အိမ်ထဲကိုခိုးဝင်လာခဲ့တယ်။သူနဲ့အတူပိုတက်ဆီယမ်ကလိုရိုက်ဆေးထိုးအပ်တွေကိုလည်းဆောင်ယူလာခဲ့တယ်။အဲ့နောက်ရှေ့နေရဲ့မိန်းမပြီးတော့သူတို့ရဲ့14လရွယ်ကလေးလေးကိုပါဆေးထိုးအပ်နဲ့ထိုးပြီးတော့တပ်ပစ်ခဲ့ကြတယ်။အလောင်းတွေကိုအစာဖြောက်ဖို့အတွက်သွားတွေကိုအရင်နှုတ်ပြီးတော့ကြိတ်ပစ်ခဲ့ကြတယ်။ပြီးတော့အလောင်းတွေကိုတန်စီပိုင်းနဲ့ထည့်ပြီးတော့ပင်လယ်ထဲမှာမြုပ်ပစ်ခဲ့လိုက်တယ်။အဲ့ရဲ့ခင်းတွေကိုတော့အစာဖြောက်ဖို့အတွက်မီးရှို့ဖျက်ဆီးခဲ့ကြတယ်။ဒီလိုနဲ့အဲ့ဒီမိသားစုဟာဆိုရင်အစာအနှတောင်မကြမ်းပဲပျောက်ဆုံးသွားပြီဆိုတဲ့သတင်းစကားတွေနဲ့ပြီးသွားခဲ့တယ်။နောက်ပိုင်းမှာတော့ဒီအဖွဲ့အစည်းကသူတို့ကိုစန့်ကျင်ဖို့စောင့်ကြည့်နေတဲ့လူတွေကိုစပိုင်လုပ်ပြီးတော့ထောက်လှမ်းတယ်ပြီးတဲ့အခါမှာနှိပ်စက်တာတွေချိန်ချောက်တာတွေလုပ်တဲ့အထိဖြစ်လာတယ်။အသင်းအဖွဲ့အားဆိုရင်သူတို့ကိုစန့်ကျင်ခြင်းတဲ့အဖွဲ့အစည်းတွေပြိုင်ပွဲအဖွဲ့အစည်းတွေကိုစောင့်ကြည့်ဖို့အတွက်ဖုန်းလိုင်းတွေစာပို့စနစ်တွေကိုဟတ်တာတွေလည်းပြုလုပ်ခဲ့တယ်။အစာဟာရကသူ့မှာအစောကြီးကဒီလိုမျိုးရည်ရွယ်ချက်ကြီးကြီးမားမားရှိခဲ့လို့အသင်းစထောင်တွေကသူဟာဆိုရင်တက္ကသိုလ်တွေထိသွားပြီးတော့ professional လူငယ်တွေပညာတတ်တွေကိုတက္ကသိုလ်တွေထိသွားပြီးတော့စီယုံသိမ်းသွင်းခဲ့တာပဲဖြစ်တယ်။အစာဟာရရဲ့လုပ်ရက်တွေကနိုင်ငံရေးကိုပါထောက်လှမ်းတဲ့အဆင့်ထိဖြစ်လာခဲ့တယ်။1990မှာတော့အစာဟာရနဲ့သူ့ရဲ့နောက်လိုက်24ရာဆိုရင် Supreme Truth Party နာမည်နဲ့ရွေးကောက်ပွဲကိုလည်းဝင်ရောက်ရှင်ပြိုင်ခဲ့သေးတယ်။ဒါပေမဲ့လူဦးရေ9သိန်းမှာအစာဟာရအောင်မဲပေးရသူ18ယောက်ပဲရှိခဲ့ပါတယ်တဲ့။ဒါကတော်တော်လေးကိုအရှက်ရစေတဲ့အခြေအနေပဲเนาะ။အဲဒါကြောင့်မလို့အစာဟာရကပြည်သူတွေအပေါ်လည်းအညှိုးထားလာတယ်။သူဟာဆိုရင်တဖြည်းဖြည်းနဲ့အဆုံးရောက်တဲ့အဖွဲ့အစည်းဘက်ကိုသွားနေခဲ့တယ်။လူအတိုင်းဝိုင်းကသူ့ကိုလက်မခံဆိုတဲ့ခံစားချက်ကြောင့်အစာဟာရကဆိုရင်သူ့ရဲ့အဖွဲ့အစည်းထဲမှာကဘာပြတ်ကိန်းနဲ့တန်တရားလွန်ကဲမှုတွေကိုပို့ပြီးတော့အလေးပေးဟောပြောပြီးတော့လူတွေကို brainwash လုပ်လာခဲ့တယ်။ကဘာပြတ်ရင်သူတို့ရဲ့အသင်းဖွဲ့ကပဲကဲတင်ချင်းခံရမယ်ဆိုတဲ့အကြောင်းတွေလည်းပါတယ်။တစ်ဖက်မှာတော့အစာဟာရသူ့ကိုမယုံကြတဲ့သူတွေကဘာတကယ်မပြတ်ဘူးဆိုရင်ကဘာကိုပြတ်အောင်သူဖြတ်စီပြစ်မယ်ဆိုတဲ့သူ့ရဲ့တိုက်ခိုက်ဖို့ plan တွေကိုအကောင့်ထဲပေါ်နေခဲ့တယ်။အစာဟာရကနောက်ပိုင်းမှာသူ့ရဲ့အသင်းထဲကနေထွက်သွားခဲ့တဲ့သူတွေကိုလည်းအလွတ်မပေးဘဲနဲ့လိုက်လံပြီးတော့လှုပ်ကြံမှုတွေပြုလုပ်နေခဲ့တယ်။နောက်ပြီးတော့ဒီပေါ့နော်ကြံခဲ့တဲ့အသင်းသားတွေကိုဆိုရင်ဒီလူကအသင်းထဲကနေထွက်ပြေးသွားပြီးတဲ့အခါမှာလမ်းပေါ်ရောက်ပြီးတော့မကောင်းတာဖြစ်သွားတယ်။အဲဒါကြောင့်ဒီလူရဲ့အကုသိုလ်တွေအညစ်အကြေးတွေကုန်စင်အောင်လို့အသင်းကနေပြီးတော့ရှင်းလင်းပေးခဲ့တာ။အဲဒီလိုလုပ်တာကကဘာပြတ်ကင်ကိုအချိန်ရွှေ့နိုင်တယ်
ဆိုပြီးတော့လည်းဟောပြောခဲ့တယ်။နောက်ပိုင်းမှာတော့သူ့ရဲ့ပြိုင်ဘက်တွေဖြစ်ကြတဲ့တခြားဗုဒ္ဓဘာသာဂိုင်းတွေရဲ့ခေါင်းဆောင်တွေကိုလည်းလှုပ်ကြံမှုတွေရှိလာခဲ့တယ်။အဖွဲ့အစည်းအားဆိုရင်ယောဂသင်တန်းကနေစလိုက်တာတဖြည်းဖြည်းနဲ့ spiritual ဘိုင်းတွေဘာသာရေးဘိုင်းတွေနဲ့အခုဆိုလို့ရှိရင်လူသက်ဆက်ကြီးတစ်ခုလိုမျိုးဖြစ်လာခဲ့တယ်။နောက်လိုက်တွေကိုလည်းအပြစ်ပေးတာတွေပြင်းထန်တဲ့လေ့ကျင့်ခန်းလုပ်တာတွေလုပ်လာခဲ့တယ်။လူတွေကိုစောက်ထိုးချိတ်ဆွဲပြီးတော့ရေနှစ်တာပြီးတော့ရေမတောက်ခိုင်းမဲနဲ့ dehydration လုပ်ပြီးတော့လေ့ကျင့်တာအဲ့ဒါတွေအထိလုပ်လာခဲ့တယ်။တချို့ဆိုရင် dehydration လေ့ကျင့်ခန်းကြောင့်ရေဓာတ်ခန်းချောက်ပြီးတော့တည်သွားခဲ့တဲ့သူတွေတောင်မှပဲရှိတယ်။နောက်ပိုင်းကိစ္စရပ်တွေပေါ်သွားပြီးတော့ရဲတွေကဝင်ရောက်စစ်ဆေးကြတဲ့အခါသူတို့အသင်းဖွဲ့အဆောက်အဦကြီးတွေထဲမှာရှိတဲ့ဒီအဆစ်စီပိုင်းတွေထဲမှာလူခန္ဓာကိုအကျွင်းကြံနေတွေ့ရှိခဲ့ရတယ်။1990မှာတည်းကအဆာဟာရသူ့ရဲ့သိပ္ပံပညာအဖွဲ့နဲ့ဘက်တီးရီးယားတွေမွေးမြူပြီးတော့စမ်းသပ်မှုတွေပြုလုပ်ခဲ့တယ်။1993ခုနှစ်မှာဆိုရင်သူတို့ရဲ့ပေါ့နော်အသင်းဖွဲ့ရဲ့တိုကျိုမြို့ရုံးချုပ်မှာရှိတဲ့ rooftop ကနေပြီးတော့ bacteria spray တစ်ခုစမ်းသပ်မှုကိုပြုလုပ်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီ spray ကဒီအနံ့ဆိုပြင်းထန်တဲ့အတွက်ပေါ့နော်သူတို့စမ်းသပ်တာမအောင်မြင်မဲနဲ့ဒီ project ကိုဖျက်သိမ်းခဲ့ရတယ်။1992ခုနှစ်မှာ Ebola virus အသစ်တွေပြန့်နှံ့လာတဲ့အတွက်အဆာဟာရကသူ့ရဲ့နောက်လိုက်တချို့ Ebola virus ပြန့်ပွားနေတဲ့နိုင်ငံကိုလှုပ်ပြီးတော့ virus ကိုကူးစက်ဖို့စေခိုင်းခဲ့တယ်။တိုကျိုမြို့မြစ်ရထားလမ်းကြောင်းတိုက်ခိုက်မဲ့စာရင်းတံငွေထုတ်လုပ်မှုစတင်ခဲ့တာတော့1993ခုနှစ်မှာပဲဖြစ်တယ်။သူတို့တွေကစာရင်းတန်းငွေအပြင်တခြားတန်းငွေများစွာကိုလည်းထုတ်လုပ်ခဲ့သေးတယ်။1994ခုနှစ်မှာဩစတြေးလျမှာရှိတဲ့သူတို့ရဲ့ဌာနခွဲတစ်ခုမှာဒီစာရင်းတန်းငွေကိုပထမဆုံးစမ်းသပ်ဖို့အတွက်သိုး29ကောင်ကိုအသုံးပြုပြီးတော့စမ်းသပ်ခဲ့ကြတယ်။အဲဒီမှာနေမဲ့ဒီ project ကအောင်မြင်သွားပြီဆိုပြီးတော့ approve ဖြစ်ခဲ့တယ်။1995ခုနှစ်မှာစာရင်းတန်းငွေတွေကိုအများကြီးထုတ်လုပ်ခဲ့တယ်။ဒီတိုကျိုမီးရထားကိစ္စဖြစ်ပြီးတဲ့နောက်ပိုင်းရဲတွေကဝင်စီးတဲ့အခါမှာတော့သူတို့ရဲ့အသင်းအဖွဲ့အဆောက်အုံတွေထဲမှာဒီစရင်တန်ငွေတွေကပေါ့နော်လူဦးရေတန်းနဲ့ချီပြီးတော့သေစေနိုင်တဲ့ပမာဏအထိတွေ့ရှိခဲ့ရတယ်လို့ပြောတယ်။အဖွဲ့အစည်းက AK74 လို့ rifle လက်နက်တွေကိုထုတ်လုပ်ဖို့အတွက်တော့စက်ရုံတွေစောက်ခဲ့ကြတယ်။သူတို့တွေကလက်နက်ပေါင်း1000လောက်ထိထုတ်လုပ်မယ်ဆိုပြီးတော့စီစဉ်ထားခဲ့ပေမဲ့1995ရဲတွေဝင်ရောက်စစ်ဆေးတဲ့အခါမှာတော့နမူနာပုံစံငယ်တချို့ပဲပြီးစီးနေသေးတာတွေ့ရတယ်။အဖွဲ့ကရုရှားကနေပြီးတော့စစ်တပ်သုံးဟယ်လီကော်ပတာတစ်စီးကိုလည်းဝယ်ယူခဲ့သေးတယ်။ဒါကိုကြည့်ချင်းအပြင်သူတို့တွေကဓာတုလက်နက်တွေကိုလေထဲကနေဖြန့်ဖို့ဆိုပြီးတော့ရွေခဲ့တာဖြစ်တယ်။1994ခုနှစ်ထဲမှာတခြားသောလက်နက်ခဲယမ်းတွေအများကြီးကိုလည်းထုတ်လုပ်နေခဲ့ပြီးဖြစ်တယ်။1995ခုနှစ်အစပိုင်းမှာတော့အဖွဲ့အစည်းကဘာသာရေးအသင်းအဖွဲ့ကနေပြီးတော့တကယ်ကိုအကြမ်းဖက်အဖွဲ့အစည်းတစ်ခုအနေနဲ့အသွင်ပြောင်းသွားခဲ့တယ်။1994ခုနှစ်ဇွန်လ28ရက်နေ့ညမှာတော့အဖွဲ့အစည်းကသူတို့ရဲ့အကြမ်းဖက်ဖို့လုပ်ငန်းစဉ်ငယ်တစ်ခုကိုစတင်ပြီးတော့အကောင့်ထဲပေါ်ခဲ့တယ်။အဲဒီညကမဆူမိုတိုမြို့မှာစာရန်အစိတ်တံငွေနဲ့တိုက်ခိုက်ဖို့အတွက်စမ်းသပ်မှုတစ်ခုကိုပြုလုပ်ခဲ့တယ်။ဒီလိုတိုက်ခိုက်မှုတွေကိုစီစဉ်နေရဆိုတာကိုအသင်းဖွဲ့မှာရှိတဲ့အသင်းသားတွေအကောင်လုံးကသိကြတာမဟုတ်ဘူး။အစာဟာရရွေးကောက်ပြီးတော့ဖွဲ့ထားတဲ့အုပ်စုအနေငယ်လောက်ကပဲဒီလို plan တွေလုပ်နေရဆိုတာကိုသိထားတာဖြစ်တယ်။အဲဒီည7နာရီလောက်မှာမဆူမိုတိုမြို့ရဲ့လူနေအိမ်ရက်ကွက်တစ်ခုမှာတိုက်ခိုက်ရေးလုပ်ငန်းစဉ်ကိုဖော်ဆောင်မဲ့အဖွဲ့သား3ယောက်ကဒီပေါ့နော်ထရက်ကားကြီးတွေကိုအသုံးပြုပြီးတော့ဆိုင်ရန်ဓာတ်ငွေအရည်တွေကိုတည်လာတယ်ဟီတာတွေကိုအသုံးပြုပြီးတော့ဓာတ်ငွေတွေကိုအငွေ့ပြန်စေခဲ့တယ်ပြီးတော့ဖန်နေနဲ့မှုတ်ထုတ်ပြီးတော့လူနေအိမ်တွေတိုက်ခန်းနေတဲ့ကိုဝင်သွားအောင်လုပ်ခဲ့တယ်မကြခင်မှာပဲအဲ့ဒီရက်ွက်တွေကလူတွေကအသက်ရှူအားခတ်တာအန်နာပြီးတော့အမြင်တွေမှုံဝါပြီးတော့မျက်လုံးပေါက်တွေကျင်းလာတဲ့ဝေဒနာတွေကိုခံစားလာရတယ်အဲ့မှာတော့လူတွေကရုံရင်းဆန်ခတ်ဖြစ်ပြီးတော့အလန့်တကြားဖြစ်ကုန်တယ်ည7နာရီလောက်မှာအရေးပေါ်ဌာနတွေစီဖုန်းလန်းဆက်ပြီးတော့အကြောင်းကြားတာတွေများပြားလာခဲ့တယ်တချို့ကိုခံအားနေတဲ့သူတွေကတက်ကုန်ကြတယ်မေ့လဲတဲ့သူတွေလည်းရှိတယ်အရေးပေါ်စေအဖွဲ့တွေကအချိန်မီရောက်လာပေမဲ့ဘာတွေဖြစ်နေရဲဆိုတာကိုသူတို့တွေကမခံမနိုင်ကြသေးဘူးဒီရက်ွက်ထဲမှာအစိမ့်ငွေတွေပြန့်နှံ့နေရဲဆိုတာကိုသိပေမဲ့ဘာအစိမ့်လဲဆိုတာတော့အပြေမထုံနိုင်ခဲ့ဘူးအဲ့ဒီတိုက်ခိုက်မှုကြောင့်လူ9ယောက်သေဆုံးပြီးလူ200ကနေ300ကြားအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်ဒီရက်ွက်ထဲမှာဘာလို့လာပြီးတော့စမ်းသပ်တာလဲဆိုတော့ဒီအဖွဲ့အစည်းကပြစ်မှတ်ထားတဲ့တရားသူကြီး2ယောက်ကအဲ့ဒီရက်ွက်မှာနေတယ်အဲ့ဒါကြောင့်မလို့ဒီရက်ွက်မှာဆက်သတ်ခဲ့တာပဲဖြစ်တယ်သူတို့ပြစ်မှတ်ထားတဲ့တရားသူကြီး2ယောက်ကလည်းတည်သွားခဲ့ရသလိုတခြားအပြစ်မရှိတဲ့သူတွေလည်းအသက်ဆုံးရှုံးပြီးတော့ဝေဒနာတွေခံစားခဲ့ရတယ်အဲ့ဒီထဲမှာဆူမီကိုကိုနိုဆိုတဲ့သူကတော့ဒီတိုက်ခိုက်မှုကြောင့်ကိုမာဝင်သွားပြီးတော့နောက်ထပ်14နှစ်ကြာထိဆေးရုံပေါ်မှာပဲနေခဲ့ရတယ်14နှစ်ကြာပြီးတဲ့နောက်မှာဆေးရုံပေါ်မှာပဲတည်ဆုံးသွားခဲ့တယ်ဒါဆိုရင်တော့ဒီတိုက်ခိုက်မှုကြောင့်တည်ဆုံးခဲ့ရတာကအားလုံးပေါင်းလူ8ယောက်ဖြစ်သွားခဲ့တယ်အပြင်မှာတိုက်ခိုက်မှုတွေကိုရည်ရွယ်ချက်ရှိရှိနဲ့ပြုလုပ်နေကြတဲ့အချိန်မှာအသင်းသားတွေကိုတော့ကဘာစစ်ဖြစ်တော့မယ်နျူကလ িয়ার ဝါဖြစ်တော့မယ်ပြီးတော့နတ်နဲ့မိတ်စာတွေတိုက်ခိုက်မှုကြောင့်ကဘာပြတ်တာတွေဖြစ်လာတော့မယ်ဆိုပြီးတော့ဟောပြောနေခဲ့တယ်
အဲ့ဒါကြောင့်မလို့အသင်းသားအသက်တွေနဲ့ဒီငယ်သေးတဲ့အသင်းသားတွေကဆိုလို့ရှင်ဒီသူတို့ကဒီအသင်းထဲမှာနေတာမှဒီကဘာပြက်ကင်းကနေရှောင်လွှဲနိုင်မယ်ဆိုပြီးတော့ယုံကြည်ကြတယ်။တိုချိုမီးရထားတိုက်ခိုက်မှုကိုတော့1995မတ်လ20ရက်နေ့မှာလှုပ်ဆောင်ခဲ့တာပဲဖြစ်တယ်။အဲ့ဒီနေ့ကမနက်အစောပိုင်းရုံသွားတဲ့သူတွေကျောင်းသွားတဲ့သူတွေများတဲ့အချိန်ပဲဖြစ်တယ်။အဖွဲ့စီကနေစရင်းအရှိအိတ်တွေကင်ထားတဲ့အဖွဲ့ဝင်9ယောက်ကိုတိုချိုမျိုးရဲ့မီးရထားလိုင်းတွေပေါ်ကိုဆေးလွတ်ခဲ့တယ်။ရထားပေါ်ရောက်တဲ့အခါမှာတော့ဒီအိတ်တွေကိုရထားရဲ့ကျမ်းပြင်ပေါ်မှာချလိုက်တယ်။စရင်းအရေတွေကလေထုနဲ့ထိတဲ့အခါမှာတော့တံငွေ့အဖြစ်နဲ့လေထုတွေကိုမြန်မြန်ပဲပြန့်နှံ့သွားခဲ့တယ်။အဲ့ဒီနေ့ကတိုက်ခိုက်မှုကြောင့်လူ14ယောက်အသက်သေဆုံးရပြီးတော့ဒီအငွေ့ကိုရှုမိတဲ့လူတွေကအသက်ရှူကျပ်တာတွေတက်တာတွေပြီးတော့မျက်လုံးအမြင်အာရုံမှုံဝါတဲ့ဝေဒနာတွေကိုခံစားခဲ့ရတယ်။ဒီတိုက်ခိုက်မှုကြောင့်အဲ့ဒီနေ့မှာတော့လူ14ယောက်အသက်သေဆုံးပြီးတော့လူပေါင်း9500ကျော်ပြင်းထန်တဲ့ဝေဒနာတွေကိုခံစားခဲ့ရတယ်။ဒီဖြစ်စဉ်မှာဆိုရင်ဘူတာဝန်ထမ်းတစ်ယောက်ကစရင်တန်ငွေအရေးအိတ်ကြီးကိုလက်ပလာနဲ့ကင်ပြီးတော့ယထာပေါ်ကထုတ်တယ်။ပြီးတော့ဒီယထာလမ်းကြောင်းတနေရာမှာပြစ်ချခဲ့တယ်။သူ့ကြောင့်ပဲပြည်သူတော်တော်များများအသက်ဘေးကလွတ်မြောက်ခဲ့ရတာဖြစ်တယ်။သူကတော့တိတ်မကြခင်မှာပဲအစိတ်အသင့်ပြီးတော့သေဆုံးခဲ့ရတယ်။လောက်ချမဲ့အသင်းသားတွေကဘူတာတစ်ခုကိုမရောက်ခင်စရန်တန်ငွေအရေးပါတဲ့အိတ်ကိုထီယိုနဲ့အရင်ဖောက်ထားတယ်။ယထာဘူတာကိုရောက်ပြီးမထွက်ခင်မှာဒီလူတွေကအတင်းပြစ်စင်းတယ်။တငွေအိတ်ကြီးကတော့ယထာပေါ်မှာပါသွားပြီးတော့ယထာပေါ်ကပြည်သူတွေပဲထိခိုက်ခဲ့တာဖြစ်တယ်။ဒီလူတွေကဆိုရင်အဲ့ဒီနေရာကနေပြီးတော့ထပ်ပြေလွန်မြောက်နိုင်ခဲ့တယ်။ဒါပေမဲ့လည်းအမှုဖြစ်သွားပြီးတော့ရဲတွေလိုက်ပြီးစုံစမ်းစစ်ဆေးတဲ့အခါမှာဆိုရင်တော့ဒီလူ9ယောက်လုံးပြန်ပြီးတော့ဖမ်းမိခဲ့တယ်။အဖွဲ့အစည်းရဲ့ရွေးချယ်ချက်ကပြည်သူတွေရဲ့လုံခြုံရေးကိုချိန်ချောက်ပြီးတော့နိုင်ငံရေးကိုမငြိမ်မသက်ဖြစ်အောင်လုပ်မယ်။ဒီလိုဖြစ်တဲ့အခါမှာသူတို့အဖွဲ့အစည်းကအာဏာဝင်သိမ်းမယ်ဆိုတဲ့ရွေးချယ်ချက်နဲ့ပဲဖြစ်တယ်။တိုချိုဆပ်ဝေးအထက်ဖြစ်ပြီးသွားတဲ့အခါမှာတော့အာဏာပိုင်တွေကအဖွဲ့အစည်းကအသင်းသား150ကျော်ဖမ်းဆီးပြီးတော့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ကြတယ်။အသင်းပိုင်တဲ့အဆောက်အဦ25ခုကျော်ကိုလည်းဝင်ရောက်စီးနင်းခဲ့ကြတယ်။အဲ့ဒီထဲမှာဓာတုဗေဒဓာတ်ခွဲခန်းတွေပြီးတော့လက်နက်ထုတ်လုပ်မှုအဆောက်အဦတွေအများကြီးကိုလည်းတွေ့ရှိခဲ့ကြတယ်။ခေါင်းဆောင်ဖြစ်တဲ့ရှိုကိုအစာဟာရကိုတော့အခင်းဖြစ်ပွားပြီးတော့2လကြာမေလ16ရက်နေ့မှာသူတို့အသင်းပိုင်တဲ့အစာအုပ်တစ်ခုတွေကလျှို့ဝှက်ခန်းတစ်ခုထဲမှာဖမ်းဆီးနိုင်ခဲ့တာပဲဖြစ်တယ်။အဲ့ဒီချိန်တော့အစာဟာရကတခြားအသင်းသားတွေရဲ့အောက်မှာပေါ့နော်တိတ်တိတ်လိမ်ပုံနေခဲ့တာပဲဖြစ်တယ်။ဒီအမှုရဲ့တရားစီရင်ရေးကဂျပန်နိုင်ငံရဲ့အကြဆုံးတရားစီရင်ရေးတွေကတစ်ခုဖြစ်တဲ့1996ခုနှစ်မှာရုံးတင်စစ်ဆေးမှုစခဲ့ပြီးတော့2004ခုနှစ်ကျမှစီရင်ချက်ချမှတ်ခဲ့တာပဲဖြစ်တယ်။အသင်းအဖွဲ့ကြီးတစ်ခုလုံးစုံစမ်းစစ်ဆေးတဲ့စီရင်မှုက2004ခုနှစ်မှာပြီးဆုံးခဲ့တယ်ဆိုပေမဲ့ရှိုကိုအစာဟာရကိုတော့2018ခုနှစ်မှာကြိုးပေးပြီးတော့တည်တံချမှတ်ခဲ့တာပဲဖြစ်တယ်။2018ခုနှစ်ရဲ့ဇွန်လ6ရက်နေ့မှာတော့ရှိုကိုအစာဟာရနဲ့အတူအသင်းရဲ့ယာရုကြီးပိုင်းတွေဖြစ်ကြတဲ့နောက်ထပ်12ယောက်ကိုပါကြိုးပေးပြီးတော့တည်တံချမှတ်ခဲ့တယ်။အဲ့ဒါကြောင့်ရှင်ရင်ဂျိုအဖွဲ့ရဲ့ခေါင်းဆောင်ပိုင်းတော်တော်များများတော့တည်ဆုံးသွားခဲ့ပြီဖြစ်တယ်။ဒါပေမဲ့လည်းဒီအဖွဲ့ဟာဆိုလို့ရှိရင်မပြောက်သွားသေးပါဘူး။2000ခုနှစ်မှာရှင်ရင်ဂျိုအဖွဲ့ဟာအသင်းသားတချို့ဟာ Alpha ဆိုတဲ့အမည်ပြောင်းပြီးတော့အသင်းအဖွဲ့တစ်ခုအသစ်အနေနဲ့ဆက်ပြီးတော့ရှိနေခဲ့တယ်။ဒီအဖွဲ့ကသူတို့ရဲ့ခေါင်းဆောင်ဟောင်းဖြစ်တဲ့အစာဟာရကိုတရားဝင်မကိုးကွယ်တော့ဘူးလို့ထုတ်ပြန်တယ်ပြီးတော့အကြမ်းဖက်မှုကိုလည်းစွန့်ပယ်တယ်ဆိုပြီးတော့ကြေညာခဲ့တယ်။ဒါပေမဲ့ဂျပန်အစိုးရကမယုံပါဘူး။အဖွဲ့ကိုအဆက်မပြတ်စောင့်ကြည့်နေပြီးတော့ရဲစစ်ဆေးမှုတွေကိုလည်းဆက်လက်လှုပ်ဆောင်နေတော့မှဖြစ်ပါတယ်။အခုချိန်မှာတော့ရှင်ရင်ဂျိုအဖွဲ့ရဲ့အဖွဲ့ဝင်ဟောင်းတွေဖြစ်ကြတဲ့အဖွဲ့ရဲ့အသင်းသားတွေကဆိုရင်အသင်းသားဥယေ1500နဲ့2000ကြားလောက်ထိရှိပါသေးတယ်။ရုရှားမှာလည်းဒီအသင်းရဲ့နောက်လိုက်တချို့ကရှိနေပါသေးတယ်။ဒါကတော့အငုံစိတ်ရှိတဲ့လူတစ်ယောက်ကအာနာနဲ့အောင်မြင်မှုကိုဆွဲလန်းမမောပြီးတော့လုပ်ခဲ့တဲ့လုပ်ရက်တွေပဲဖြစ်ပါတယ်။အာနာကိုအယမ်းမမောပြီးတော့လောဘကြီးတဲ့အစာဟာရဆိုရင်တခြားနာမည်ဆိုးနဲ့ကြော်ကြတဲ့ဘာသာရေးဂိုင်းကောင်ဆောင်တွေလို့သူ့ရဲ့နောက်လိုက်တွေကိုတာမန်လူတွေပဲအဖြစ်မခံဘူး။သူဟာဆိုရင်ခေတ်ပညာတတ်တွေအင်ဂျင်နီယာတွေသိပ္ပံပညာရှင်တွေကိုစုစည်းပြီးတော့အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်အောင်နောက်ွယ်မှာကြိတ်ပြီးတော့ကြံစည်ခဲ့တယ်။သူကပညာတတ်တွေကိုလုတ်ပိုင်ခွင့်နဲ့အာဏာတွေပေးပြီးတော့တင်သွင်းထားခဲ့တယ်။တာမန်လူရန်စားတွေကိုတော့ကဘာပြက်ကိန်းဆိုတဲ့အကြောက်တရားနဲ့ခြောက်လန့်ပြီးတော့ထိမ့်သိမ်းထားခဲ့တယ်။ပြီးတော့သူ့ကိုစန့်ကျင်တဲ့သူတွေသူနဲ့ပြိုင်ဘက်ဖြစ်တဲ့သူတွေကိုလည်းရှင်းထုတ်ပစ်ခဲ့တယ်။အဲဒီနောက်မှာတော့နိုင်ငံရေးအာဏာကိုလူယူဖို့အတွက်ပြည်သူတွေကိုရက်ဆက်ဆက်အသုံးချပြီးတော့သူ့ရဲ့အကြံစီသူ့ရဲ့ရွေချက်ကြီးကိုအကောင့်ထဲဖော်အောင်လှုပ်ဆောင်ခဲ့တာပဲဖြစ်တယ်။ဒါဆိုရင်တော့အစာဟာရမာဆူမိုတိုနဲ့ရှင်ရင်ဂျိုအဖွဲ့ရဲ့အကြောင်းကိုတော့ဒီမှာပဲအဆုံးသတ်ပြစီနော်။စုအခုပြောပြသွားတာဆိုရင်နည်းနည်းအချင်းချုပ်ပဲရှိသေးတယ်။ကြားထဲမှာသူတို့အဖွဲ့အစည်းရဲ့လောက်ကျန်တက်ဖြတ်ခဲ့တဲ့သူတွေကအများကြီးပဲ။နားဆင်တဲ့သူတွေအနေနဲ့ဒီအကြောင်းအရာလေးကိုနားထောင်ရတာဗဟုသုတရမယ်သဘောကျနှစ်ချိုက်ကြမယ်လို့ယုံကြည်ပါတယ်။ဒါဆိုရင်တော့ဒီနေ့အကြောင်းအရာလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတော့မယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်နော်။